တဲကနေရတွေထဲမှာရေဟာမရှိမဖြစ်လိုအပ်တဲ့အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်တဲကနေရတွေကိုဖျက်ပြီးခီးသွားတဲ့သူတွေက Oasis လိုနေရာမျိုးမှာဝင်းရောက်ပန်းဖြေပြီးခီးဆက်ကြရပါတယ်။တရုတ်နိုင်ငံကကြီးမားကျယ်ပြန့်တဲ့ဂိုဘီတဲကနေရမှာတဲခုံတွေဝန်းရံထားတဲ့စိမ့်လန့်ဆူပြေနေတဲ့ Crescent Lake ကတော့သူ့ရဲ့ထူးခြားတဲ့လာကျန်းပုံစံရေကန်ကြီးကြောင့်နာမည်ကျော်ကြားပါတယ်။ဒီရေကန်ကတရုတ်နိုင်ငံဂန်ရှုပြည်နယ်ဒွန်ဟန်မြို့ရဲ့တောင်ဘက်6ကီလိုမီတာခန့်မှာတည်ရှိပါတယ်။ဒီရေကန်ကြီးကိုစတင်တွေ့ရှိခဲ့တာနှစ်ပေါင်း2000ကျော်ကြာမြင့်ပြီဖြစ်ပြီးတော့ဟန်မင်းဆက်လက်ထက်ကလေးကတွေ့ရှိခဲ့တာပါ။ဒွန်ဟန်မြို့ကအရင်တုန်းက Six Road လို့ခေါ်တဲ့ပိုးလမ်းမကြီးရဲ့အဓိကဂိတ်မြို့ဖြစ်ပြီး Crescent Lake ရေကန်ကလည်းတဲကနေရကြီးကိုဖျက်ကျော်လာတဲ့ကုန်းသည်တွေခရီးသည်တွေရဲ့ရေတန့်အေးအေးလေးနဲ့အနားယူစရာနေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒီရေကန်ကြီးရဲ့အလျားက180မီတာ990ပေခန့်ရှိပြီးတော့ကျယ်ဆုံးနေရာက25မီတာ82ပေခန့်ရှိကအနက်ကတော့9မီတာ16ပေထိနက်ပါတယ်။ဒီရေကန်ဟာတဲကနေရမှာနှစ်ပေါင်ထောင်ချီမပြောက်မကွယ်တည်ရှိနေရခြင်းတဲ့အချို့ဝက်ချက်ကတော့တဘာဝမြေအောက်ရေစီးကြောင်းကြောင့်ပဲဖြစ်ပါတယ်။ဒီဒေသဟာလည်းဒန်မြစ်ရဲ့မြေအောက်ရေစီးဆင်းမှုလမ်းကြောင်းမှာတည်ရှိနေရခြင်းကြောင့်လည်းဖြစ်ပါတယ်။ပြီးတော့လေပြင်းတွေတဲတွေကိုတိုက်ခတ်တဲ့အခါမှာဂျိုင်ဝမ်ရဲ့အနိမ့်ပိုင်းကိုတဲတွေမရောက်အောင်လေစီးကြောင်းကတဘာဝအလျှောက်ကာကွယ်ပေးထားပါတယ်။တဲတွေဟာဂျိုင်ဝမ်ရဲ့အနားသက်တွေမှာပဲအနေကျကြံခဲ့ပြီးတော့တဲတောင်တွေဖြစ်လာပြီးရေကန်ကိုမြုပ်မတောင်းအောင်ထိမ့်သိမ့်ပေးထားပါတယ်။ဒါအပြင်မြေအောက်ရေစိတ်ထက်မှုကလည်းတဲကနေရရဲ့ပူပြင်းတဲ့အပူချိန်ကြောင့်ရေငွေ့ပြန့်မှုနဲ့ညီမျှနေတာကြောင့်ရေကန်ရဲ့ရေပြင်တွေဟာလည်းတည်ငြိမ်နေရခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့1980နဲ့1990ပြည့်နှစ်အတွင်းမှာရေကန်ဟာပျောက်ကွယ်သွားမှတဲ့စိုးရိမ်ရတဲ့အခြေအနေကိုရောက်ရှိလာခဲ့ပြီးအနက်ကလည်း1မီတာအနက်လောက်သာကျန်ရှိခဲ့ပါတယ်။အကြောင်းရင်းကတော့လူဦးရေတိုးပွားလာမှုကြောင့်စိုက်ပျိုးရေးနဲ့နေအိမ်သုံးဖို့အတွက်ရေလွန်ကျွန်းသုံးဆွဲလာခြင်းကြောင့်နဲ့မြေအောက်ရေစီးကြောင့်ပြောင်းလဲသွားခြင်းကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်တရုတ်အစိုးရကဒီသဘာဝအမွေနှစ်ကိုထိန်းသိမ်းဖို့2006ခုနှစ်မှာစီမံကိန်းတွေချမှတ်ပြီးကန်နီးကရေရင်းတွေကိုပိတ်ပစ်ခြင်းမြေအောက်တွေကိုပြန်လည်ဖြစ်တင်ပေးခြင်းနဲ့ရေထိန်းသိမ်းရေးစီမံကိန်းတွေကိုပြန်လည်အကောင့်ထဲပေါ်ကျိုးပမ်းမှုတွေကြောင့်ကန်ရဲ့ရေတွေကလည်းပြန်လည်မြင့်တက်လာခဲ့ပါတယ်။ပြီးတော့နောက်ထပ်ထူးခြားတာတစ်ခုကရေကန်ဘေးမှာရှိတဲ့အတန်မြည်တဲ့တဲတောင်မင်းရှာရှန်လို့ခေါ်တဲ့တဲတောင်ဖြစ်ပြီးခီးသားတွေကိုဆဲဆိုင်ရနေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီတဲတောင်ကလေတိုက်တဲ့အခါမှာဒါမှမဟုတ်လူတွေရှော့ဆင်းတဲ့အခါမှာပလီတန်လိုမျိုးတိဂီတာအတန်တွေထပ်ပေါ်လာတဲ့အတွက်ကြောင့်ထင်ရှားရခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ခီးသွားတွေကတဲတောင်ပေါ်တက်ပြီးတော့ကလအုပ်စီးခြင်းနဲ့တဲရှော့စီးခြင်းစသဖြင့်လာရောက်လဲပတ်လေရှိကြပါတယ်။အထူးသဖြင့်လပြည့်ညတွေမှာအလွန်လှပတဲ့ရေကန်ကြီးနဲ့တဲကန်နာရရဲ့အလှတရားကိုအခန်းစားကြရမှာဖြစ်ပါတယ်။ဒွန်ဟန်ကဒီရေကန်ကြီးကိုအလဲပတ်သွားမယ်ဆိုရင်တော့မေလကနေအောက်တိုဘာလအတွင်းအချိန်ကအကောင်းဆုံးလို့သတ်မှတ်ထားကြပါတယ်။မနက်နေထွက်ချိန်နဲ့ညနေနေဝင်ချိန်တို့ကလည်းဒီကန်ကြီးရဲ့အလှဆုံးချိန်လည်းဖြစ်ပါတယ်။ကန်ရဲ့ဘေးမှာတိစောက်ထားတဲ့ဇေတီငံတွေနဲ့နန်းဆောင်အဆောက်အဦတွေကလည်းဟန်ခေတ်တရုတ်ရိုးရာပြည်သူကလက်ရတွေကိုလည်းဖော်ပြနေပါတယ်။ဒါကြောင့် Crescent Lake လို့ခေါ်တဲ့လာကျန်းပုံဒီရေကန်ကြီးကတဲကန်ရတဲ့ကတဘာဝအံ့ဖွယ်တမိုင်းဝင်သက်သေနဲ့ယဉ်ကျေးမှုဆိုင်ရာသင်္ကေတတစ်ခုဖြစ်ပြီးဒီနေရာလေးကလည်းဒွန်ဟန်မြို့နဲ့အတူ UNESCO ရဲ့ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်စီးရင်ဝင်နေရာတစ်ခုအဖြစ်လည်းသတ်မှတ်ခံထားရပါတယ်။